မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေဒီကနေ့ကျွန်တော်တို့ဗီဒီယိုမှာဘယ်အကြောင်းအရာတွေကိုကြည့်ကြမလဲဆိုရင်ဒီဝက်200 15A ထိအများဆုံးထုတ်ပေးနိုင်တဲ့ MPPT Solar Controller ကတ်လေးကိုကျွန်တော်တို့လက်တွေ့လေ့လာကြည့်ကြမှာဖြစ်ပါတယ်သူ့ရဲ့ပါဝင်တဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့ဒီမျက်မြင်ပေါ့နော်ဒီလိုကြည့်လိုက်တဲ့အခါမှာတော့ဒီ MPPT Solar Controller လေးရဲ့ထုံးစံအတိုင်းဒီမှာ inverter ကိုကျွန်တော်တို့တွေ့ရမယ်ပြီးတော့အပူစုပ်အားကောင်းဖို့ရန်အတွက်ဒီမှာသူ heatsink တပ်ပေးထားတယ်နောက်ဒီမှာ core တွေနဲ့သူတခြားကတ်ထားတယ်ပေါ့နော်နောက်ဒီမှာ မူလီနဲ့စုပ်ထားတယ်ပေါ့နော်ဒီ heatsink ကိုဟုတ်ပြီပြီးတော့ solid capacitor တွေပါမယ်ပြီးတော့သူကချိတ်ဆက်ဖို့ရန်အတွက်ကလည်းဒီမှာ XT60 connector လေးတွေကိုအသုံးပြုလို့ရမယ်ပေါ့နော်ဆိုတော့ဒီလွယ်လွယ်ကူကူပဲဒီ XT60 connector တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကဖြုတ်တက်လို့ရမယ်ကျွန်တော်ဒီဘက်ပိုင်းက solar အဝင်ဒီဘက်ပိုင်းကနေပြီးတော့ battery စီကိုသွားမယ်ပေါ့နော်solar အဝင်ဘို့40ထိရတယ်ဘို့40ထိရတဲ့အတွက်နောက်သူက 15A အထိအမြင့်ဆုံးထုတ်ပေးနိုင်တယ်လို့ပြောတဲ့အတွက်ကျွန်တော်တို့က solar ဝက်200ဝက်300တွေအထိကျွန်တော်တို့အသုံးပြုလို့ရမယ်ပေါ့နော်solar ဝက်300နဲ့သုံးမယ်ဆိုရင်တော့သူကတော့ဝက်200ပဲရှိတဲ့အတွက် solar ဝက်300နဲ့သုံးပြီးတော့မှသူ့ကို 15A အပြည့်ထုတ်ခိုင်းမယ်ဆိုရင်တော့သိကြတယ်သူ heatsink ကတော့နည်းနည်းပူလိုက်မယ်ပေါ့နော် 10A လောက်ထိရတော့ကျွန်တော်စမ်းကြည့်တဲ့လောက်ကတော့လုံးဝကို safe ဖြစ်တယ်ပန်ကားပိုင်းညာတက်ဆရာမလို့ဘူးပေါ့နော်ဒီ 10A အထက်သုံးချင်တာဆိုရင်တော့ဒီ solar ဝက်300လောက်နဲ့သုံးမယ်ဟေ့ဆိုရင်တော့သူ့ကိုကျွန်တော်တို့ကဒီအပူစီးဆင်းမှုကောင်းအောင် fan လေးတော့တက်ပေးတင်တယ်ပေါ့နော်အဲ့ဒါမှရေရှည်အတွက်အစင်ပြေနိုင်မယ်လို့ကျွန်တော်ထင်တယ်သူကဒီမှာ deep switch လေးလည်းပါသေးတယ်ကျွန်တော်တို့ဒီ deep switch ကိုချိန်ပြီးတော့မှအထွက်ဖို့ကိုကျွန်တော်တို့လိုသလိုချိန်မှာဖြစ်တယ်သူက lithium ion တွေအတွက်ဆိုရင် 1S ကနေ 8S အထိကောင်းကောင်းလုပ်ပေးနိုင်တယ်နောက် lipo 4လည်းထုံနည်း၎င်းပဲ 1S ကနေ 8S အထိကျွန်တော်တို့ကောင်းကောင်းမို့ဒီ deep switch လေးတွေကိုချိန်ပြီးတော့မှအသုံးပြုလို့ရမယ်ပြီးရင်တခြား customize လုပ်လို့လည်းရသေးတယ်ပေါ့နော်ဒီ deep switch တွေကိုကျွန်တော်လိုသလိုချိန်ပြီးတော့မှဘို့30တို့ဘာလို့အဲ့ဒါမျိုးတွေလည်းထုတ်လို့ရသေးတယ်ဒီ deep switch ရဲ့သူ့ရဲ့အသုံးပြုပုံကိုကျွန်တော်ပုံမှာပြပေးထားတယ်ပေါ့နော်အဲ့ဒီပုံစံအတိုင်းဒီခလုတ်လေးတွေကိုကျွန်တော်တို့ကအပြောင်းရွှေ့လုပ်ပြီးတော့မှအထွက်ဖို့ကိုချိန်ရမှာဖြစ်တယ်နောက်ပြီးတော့သူ့မှာနောက်တစ်ခုပါလာသေးတယ်ကဒီမှာ UART1 ဆိုပြီးတော့သူရေးထားတယ် UART ဆိုတာကတော့ကျွန်တော်တို့ဒီ Universal Asynchronous Receiver Transmitter ကိုအတူကောက်ရေးထားတာဖြစ်တယ်ပေါ့နော်သူကဘာအတွက်အသုံးပြုမလဲဆိုရင်ဒီ micro controller တွေနောက် microprocessor တွေနဲ့တွဲပြီးတော့မှပေါ့နော်ဒီတခြား program ပါတဲ့ list ပစ္စည်းတွေနဲ့တွဲပြီးတော့မှ data တွေကူးပြောင်းဖို့ရန်အတွက်ဒီ slot ကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်UART function ပါတဲ့ LCD screen တို့ပေါ့နော်နောက်ပြီးတော့ဒီ Bluetooth module တို့အဲ့ဒါတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှသူကနေစီးဆင်းနေတဲ့ volt တွေ ampere တွေ watt တွေပေါ့နော်နောက် temperature တွေကစကျွန်တော်တို့ဒီ port လေးနဲ့နော်ဒီ slot လေးနဲ့ချိတ်ဆက်ပြီးတော့မှဒီ LCD နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ကြည့်နိုင်မယ်ပေါ့နော်အဲ့ဒါလေးလည်းသူကတခါတည်းထည့်ပေးထားတယ်နောက်တော့ဒီ UART စနစ်ပါတဲ့ဒီ Bluetooth module တွေနဲ့ချိတ်ဆက်ပြီးတော့လေကိုကဖုန်းထဲမှာ software ထည့်ပြီးတော့မှအဲ့ software ကနေ Bluetooth နဲ့ချိတ်ဆက်ပြီးတော့သူ့ရဲ့ခုနကကျွန်တော်ပြောတဲ့ဒီ volt တွေ ampere တွေနောက် watt တွေ temperature တွေအစဒါတပြေးညီကျွန်တော်တို့ကကြည့်လို့ရမယ်ပေါ့နော်ဒီမှာတော့လောလောဆယ်တော့အဲ့ဒါတွေမပါသေးဘူးLCD တွေပါညာတော့မပါဘူးသူကပြင်ပ external နဲ့ချိတ်ဆက်ဖို့ရအတွက်ဒီ UART socket လေးပဲပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်တဲ့အခါမှာတော့ကြစ်လေးပဲဈေးကလည်းမများဘူးပေါ့နော်ဒီ 12.6 10A charger တစ်လုံးလောက်ရဲ့ဈေးနှုန်းလေးပဲရှိတယ်ပေါ့နော်အဲ့တော့သူက 10A လောက်ထိသုံးရင်ကောင်းကောင်းမွန်မွန်စစ်ဖြစ်တယ်ပေါ့နော်ဒီ fan တွေပါညာလည်းတက်ဆရာမလိုဘူးပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က battery 50Ah Li-ion ပဲဖြစ်ဖြစ်နောက် lipo 4ပဲဖြစ်ဖြစ် 50Ah လောက်ဒီကိုကျွန်တော်ကောင်းကောင်းမွန်မွန် solar နဲ့ချိတ်ဆက်ပြီးတော့အသွင်းပေးလို့ရမယ်နိုင်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့ကိုလက်တွေ့ကျွန်တော်စမ်းသပ်ကြည့်မယ်ကျွန်တော်စမ်းသပ်မဲ့ဟာကတော့ဒီ battery လေးနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့စမ်းသပ်ကြည့်မှာဖြစ်တယ်ဒီကောင်လေးကတော့ lithium ion battery 3S ပေါ့နော် 12.6 ပေါ့ရှိတဲ့ battery လေးဖြစ်တယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ချိတ်ဆက်ပြီးတော့မှစမ်းသပ်ကြည့်မယ်ကျွန်တော်တို့ကဒီနေရာမှာတော့ကျွန်တော် solar ကိုမသုံးဘူး power supply ကိုသုံးမယ် power supply ကိုကျွန်တော်ကအထွက်ဖို့
ဒီပုံမှန်ဒီဝက်200ဝက်300တွေမှာထွက်တဲ့ဘို့နော်သူ့ရဲ့ဒီ VOC 20ဘိုးလောက်ကိုထားပြီးတော့မှအထွက်ကိုတော့ကျွန်တော်ဒီမှာ3 ampere limit လောက်ထားတယ်ဆိုတော့ဒီ power supply ကနေထွက်လာမှာက20ဘို့နော်20ဘို့3 ampere ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝက်အနေနဲ့ကျွန်တော်တို့တွေ့ရင်ဝက်60ကျွန်တော်တို့ input ပေးမယ်ပေါ့နော်ပြီးရင်ဒီအထွက်မှာကျတော့သူတို့ဘယ်လောက်ထိအောင်သူ့ကိုသွင်းပေးနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်မယ်ကျွန်တော်ကဒီ battery ကိုပိုအားကကျွန်တော်တဝက်လောက်ပဲထားတယ် battery ရဲ့ဘို့ကိုကျွန်တော်တို့ကျင်းတိုင်းကြည့်နော် battery ရဲ့ဘို့ဘယ်လောက်ရှိမလဲဆိုတော့ battery ရဲ့ဘို့အားက 11.4 ပို့ပဲရှိပါတယ်နော်ဟုတ်ပြီဘာကြောင့်လဲဆိုတော့ကျွန်တော် battery အားပြည့်နေတယ်ဟဲ့ဆိုရင်တော့เนาะဒါမှမဟုတ်လည်း battery အားအပြည့်ခံကြီးအဆင့်ထိရောက်နေတယ်ဆိုရင်တော့သူက ampere အများကြီးနဲ့เนาะသူထုတ်ပေးနိုင်တဲ့ပမာဏနဲ့တွင်းပေးမှာမဟုတ်ဘူးပေါ့နော် battery တွေအားပြည့်ခံကြီးဆိုရင်သူကဒီ controller တွေ charger တွေကသူစီစဉ်ပေးနိုင်တဲ့ ampere အပြည့်မထုတ်ပေးဘူး ampere တဖြည်းဖြည်းနဲ့လျော့သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စမ်းကြည့်မယ်ပေါ့နော်ဒီမှာအဝင်ဘို့20ဘို့ပေးထားတယ်ဒီမှာနော်မီးလေးဟုတ်ပြီဒီမီးအစိမ်းလေးလင်းလာတယ်ဒီမီးအစိမ်းလေးလင်းလာပြီဟဲ့ဆိုရင်သူကတွင်းထဲမှာစပြီးတော့လုံးနေပြီဘက်ထရီနဲ့တော့မချိတ်ဆက်ရသေးဘူးနောက်ကျွန်တော်တို့ကဘက်ထရီနဲ့မချိတ်ဆက်ခင်နောက်ကိုသုံးမဲ့ဘို့ကိုတခါတည်းချိန်ထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ 3S အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့0000အခြေအနေ04လုံးအခြေအနေပေါ့နော်04လုံးဆိုတာကဒီ switch တွေဒီခလုတ်လေးတွေအကုန်လုံးကအောက်ကိုရောက်နေတာကိုဆိုလိုတာဖြစ်တယ်အဲ့ဒါကို0လေးလုံးလို့ခေါ်တယ်နော်ဒီမှာ2 1 2 3 4အစင်လိုက်သွားရမယ်နော်ဒီကောင်စီ0ဒီ2လည်းပဲအောက်ချထားတဲ့အတွက်0 3လည်းပဲအောက်ချထားတဲ့အတွက်0 4လည်းပဲအောက်ချထားတဲ့အတွက်0အဲ့ဒါကိုဆိုလိုတာဖြစ်တယ်တကယ်လို့ကျွန်တော်တို့က1ကိုအပေါ်တင်လိုက်ရင်1က1ဖြစ်သွားမယ်ပြင်ကျန်တဲ့ဟာတွေက000အဲ့လိုဖြစ်သွားမှာပေါ့နော်နောက်2ကိုအပေါ်တင်လိုက်မယ်1ရော2ရောအပေါ်တင်လိုက်မယ်ဆိုရင်1100အဲ့ဒီလိုဖြစ်သွားမယ်ပေါ့နော်သူ့ရဲ့ဒီ deep switch ရဲ့ဒီဖတ်ပုံဖတ်နီးပေါ့နော်အလုံးလုံးပုံကအဲ့ဒီလိုလေကျွန်တော်တို့ကရေးရင်အဲ့ဒီလိုရေးရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ deep switch ကိုတော့အကုန်လုံးအောက်ချထားတဲ့အတွက်0000အခြေအနေဟုတ်ပြီဒါက 12.6 သွင်းဖို့ရအတွက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အထွက်ဖို့ကိုကျွန်တော်တို့တစ်ချက်ကျွန်တော်တိုင်းကြည့်မယ်ပေါ့နော်ဒီမှာဘယ်လောက်ထိထွက်နေတယ်လဲဆိုတာကိုတစ်ချက်တိုင်းပါမယ်အဲ့တော့အထွက်ဖို့တိုင်းတဲ့အခါမှာဒီမှာ 12.57 ပို့ထွက်တာကိုတွေ့ရတယ်နော်ဒါဆိုရင်ဒီ lithium 3s အတွက်တွင်းလို့ရရပါနော်ဟုတ်ပြီအဲ့တော့ကျွန်တော်စမ်းပြီးတော့တွင်းကြည့်ပြီးတော့မှ ampere ကိုတစ်ချက်ကျွန်တော်တို့တိုင်းကြည့်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ battery နဲ့ check ဆက်လိုက်မယ်အဲ့တော့ဒါ3 ampere အဲ့တော့20ဖို့3 ampere ဖြစ်တဲ့အတွက် watt အနေနဲ့ဆိုရင် watt 60သူ့ထဲကိုဝင်နေတယ် watt 60ဝင်နေတယ်ပြီးတော့ဒီမှာလာပြီးတော့ ampere ကိုတိုင်းတဲ့အခါမှာဘယ်လောက် ampere လုံးနဲ့အားသွင်းပေးနိုင်တယ်လဲဆိုတော့တစ်ချက်လောက်ကြည့်အောင်ဟုတ်ပြီအဲ့တော့ဒီမှာ ampere က 4.5 နော် 4.48 ဆိုတော့ကျွန်တော်အနည်းဆုံးရင် 4.5 လောက်နဲ့သွင်းနေတာကိုတွေ့ရတယ်အဝင်ကတော့ဒီမှာသူ့ရဲ့ဘိုးနဲ့ ampere နဲ့မြောက်လိုက်ရင် watt 60အဝင်ရှိပြီးတော့အထွက်ကကျွန်တော်တို့ဒီ 4.5 နဲ့သူ့ရဲ့အထွက်ဘိုးပေါ့နော် ampere နဲ့ဘိုးကိုကျွန်တော်တို့မြောက်ပေးရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအထွက်ကကျွန်တော်တို့က 12.6 ချိန်ထားတာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဒီ 12.6 နဲ့သူ့ရဲ့ ampere ဖြစ်တဲ့ 4.5 ပါနော် 4.5 နဲ့ကိုကျွန်တော်တို့မြောက်လိုက်တဲ့အခါမှာ56.7 56.7 watt ကျွန်တော်တို့ရတယ်အဲ့တော့အဝင်က60အထွက်ကလည်းပဲ56လောက်ရှိတယ်ဆိုတော့ဒီကောင်လေးကတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဝင်ဝက်နီးပါးအတိုင်းအထွက်မှာပြန်ပြီးတော့တွင်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့က PWM controller တွေကိုကြည့်တဲ့အခါမှာဒီအဝင်ဝက်100ဝက်ပေါ့နော်ဥပမာ100ဝက်ရှိတဲ့ solar တွေနဲ့အသုံးပြုတယ်ဆိုရင်ဘက်ထရီကိုအသွင်းပေးနိုင်တာကဝက်40 50ပြအလုံးစုံအဲ့လောက်ထိပဲတဝက်လောက်ထိပေါ့နော်အဲ့လောက်ထိပဲထွက်နိုင်တယ်ဒီမှာကျတော့ MPPT စနစ်ကကျတော့သူက solar ရဲ့ဝက်အတိုင်းပေါ့နော်အဲ့ဒီအပြည့်နီးပါးအတိုင်းအလုံးလုံးပေးနိုင်တာကိုတွေ့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒါမစိုးဘူးလို့ပြောရမယ်ဘာကြောင့်လဲဆိုတော့သူ့ဈေးတန်းမှာတော့ဒီလို performance မျိုးရနိုင်တာကတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော်ဟုတ်ပြီ heatsink ကတော့မပူဘူးနော်heatsink ကတော့မပူသေးဘူးအဲ့တော့5 ampere လောက်သုံးတာတော့ heatsink ဘာမှမဖြစ်ဘူးကျွန်တော်10 ampere လောက်ထိကျွန်တော်လုတ်ဆွဲကြည့်ဘူးတယ်အဲ့ဒီခါမှာလည်းပဲ heatsink ကတော့ဒါကျွန်တော်ချိန်တော်တော်ကြာကြာပေါ့နော်ကျွန်တော်လုတ်ဆွဲကြည့်တဲ့အခါမှာလည်းပဲ heatsink ကတိတ်မပူ
ဒါမဲ့ကျွန်တော်ထင်တယ်15 MB လောက်ကျွန်တော်တို့အသုံးပြုမယ်ဆိုရင်တော့ fan တက်ပေးတင်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကတော်တော်လေးကိုသုံးတင်နေတဲ့မှာပါတယ်ဈေးနှုန်းရလည်းသက်သာတယ်နော်ပြီးတော့သူ့ရဲ့ efficiency ကလည်းမဆိုးဘူးလို့ပြောရမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် Lipo 4 battery နဲ့တော့စမ်းမပြတော့ဘူး Lipo 4နဲ့လည်းပဲဒီပုံစံတိုင်းပဲဖြစ်မှာပါနော်သူ့ရဲ့ efficiency ကဒါလုံးဝကိုမဆိုးဘူးဆိုတော့ကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတာကိုကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့တခုရှိတာကတော့သူ့မှာကဒီအကာအကွယ်ပစ္စည်းပေါ့နော်သူဘိုးတွေနဲ့လာတာမဟုတ်တဲ့အတွက်ပေါ့နော်ဒီ external အပြင်မှာသုံးမယ်ဟေ့ဆိုရင်တော့တိတ်တော့အဆင်မပြေနိုင်ဘူးပေါ့နော်အပြင်မှာကျွန်တော်တို့ကဒီတိုင်းကတ်လိုက်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဘူးလေးတွေလုတ်ပေးတာတို့နော်အဲ့ဒါမျိုးလေးတွေလုတ်ပေးတင်တယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ10 MB အထက်သုံးမယ်ဟေ့ဆိုရင်တော့ fan လေးလဲအဲ့တော့ဒီအပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ fan အသေးလေးတွေပေါ့ဒီအပေါ်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီလိုဘေးမှာပဲဖြစ်ဖြစ်တက်ပေးတင်တယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုရင်တော့ဒီကလေးရဲ့အကြောင်းကိုတော့တော်တော်များများနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်ဈေးကဒီကောင်က9000ဝန်းကျင်ပဲရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ DIY ဆင်နေတဲ့ဒီ DC station တွေမှာပေါ့နော်ဒီ 50AH Lipo 4 battery နဲ့ဆင်တဲ့ဟာပဲဖြစ်ဖြစ်နောက် lithium ion battery နဲ့ဆင်တဲ့ဟာတွေပဲဖြစ်ဖြစ်ပေါ့နော် DC station ပဲဖြစ်ဖြစ် AC/DC station ပဲဖြစ်ဖြစ်ပေါ့အဲ့ဒီလိုနေရာတွေမှာကျွန်တော်တို့ဒီကတ်လေးတွေကိုဒီကျွန်တော်တို့ဒီ solar တွေနဲ့တွဲဖက်အသုံးပြုမယ်ဟဲ့ဆိုရင်တော့ဒီကတ်လေးနဲ့ကျွန်တော်တို့ပေါ်ပါအသုံးပြုလို့ရမှာဖြစ်တယ်။နောက်ဒီကနေ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။ပြီးတော့ကျွန်တော်တို့ရဲ့ KKT electronic မှာ basic DIY electronic and AC/DC power station များစီနီးဆိုပြီးတော့ကျွန်တော်တို့ online တင်တန်းလေးပြုလုပ်ထားတာလည်းရှိပါတယ်။ခုစံတော့လူရေ100နီးပါးလောက်ရှိပြီဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာAC/DC power station စီနီးဆိုပေမဲ့ကျွန်တော်တို့က power station စီနီးတစ်ခုကိုပဲအာယုံပြုတ်ပြီးတော့เนาะတွားပြီးတော့တင်ပေးတာမဟုတ်ပါဘူးအထက်မှာကျွန်တော်တို့ဒီ battery စီနီးတွေကစပါเนาะဒီနောက်တိထိုက်တဲ့အကြောင်းအရာတွေအများကြီးကျွန်တော်တို့ပါဝင်တာဖြစ်ပါတယ်အခုထက်ထိလဲဒါဗီဒီယိုတွေကဒါတင်ပေးနေတော့ပဲဖြစ်တယ်ပေါ့เนาะအခုဆိုရင်တော့ဒါဗီဒီယိုပုတ်ရေ30နာနီးကိုရောက်လာပြီဖြစ်တယ်ပေါ့เนาะနောက်ကျွန်တော်တို့ဒီဈေးကွက်ထဲမှာတွေ့ရတဲ့ပစ္စည်းလေးတွေရဲ့အကြောင်းတွေကစပါတော့ဒီကျွန်တော်တို့ဒါ DIY သမားတော်တော်များများကနားလဲထိုက်တဲ့အကြောင်းအရာတွေအားလုံးပေါ့နော်အဲ့ဒါလေးကိုလည်းပဲကျွန်တော်တို့တင်ပေးနေတာဖြစ်ပါတယ်အဲ့တော့သူကတော့ Telegram channel မှာဝင်ရောက်ပြီးတော့ join ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တင်တန်းကြေးကတော့9500သတ်မှတ်ထားတယ်အဲ့တော့အဲ့ဒါကိုလည်းပဲကျွန်တော်တို့ဘယ်သူမဆိုကိုယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ KKT electronic ရဲ့ဒီ online သင်တန်းမှာလည်းပဲလာရောက် join လို့ရပါတယ်ဆိုတာကိုလည်းပဲဒါကျွန်တော်ထပ်လောင်းပြီးတော့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်